ပိရမစ်တွေရဲ့နောက်ကွယ်မှာဒီလိုလျှို့ဝှက်ချက်တွေနဲ့ပြည်နေတယ်။အီဂျစ်ပြည်ကပိရမစ်တွေအကြောင်းအနည်းဆုံးတော့တစွန်းတဆလောက်တော့ကြားဖို့ကြပါလိမ့်မယ်။ဒါဆိုရင်တော့နီကိုလာတက်စလာရဲ့အကြောင်းကိုရောသင်ကြားမှုပါသလား။တက်စလာကပိရမစ်တွေပတ်လေကရှေးအောင်လျှို့ဝှက်စမ်းကြံမှုတွေကိုဖော်ထုတ်နိုင်မှုလမ်းစာကိုပြခဲ့တယ်ဆိုတာကိုရောသင်ကသိပြီးပါပြီလားရှင်။ဒီချက်တွေရှင်းသွားပါစေဖို့အတွက်အခုပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဘာတွေများဒီလောက်ထိလျှို့ဝှက်စမ်းကြံတယ်လို့ပြောနေရတာလေလို့မိကွန်းထုတ်ချင်စိတ်တွေဖြစ်နေပါတယ်။ပိရမစ်တွေကိုတိဆောက်ရမှာအမြင်မသိရတဲ့စွန့်ရင်အရင်းမြစ်တချို့ကိုအသုံးပြုခဲ့ကြတယ်ဆိုတဲ့အယူဆတွေကခက်ဆက်ဆက်မှတည်ရှိခဲ့ကြတာပါ။1900ပြည့်နှစ်လွန်အစောပိုင်းကာလတွေမှာတော့တက်စလာဆိုတဲ့သူကအီဂျစ်ပြည်မှာရှိတဲ့ပိရမစ်တွေအကြောင်းကိုအထူးစိတ်ဝင်စားခဲ့ပါတယ်။ဒါကြောင့်သူကဒီပိရမစ်တွေရဲ့အကြောင်းကိုစာအုပ်ပေါင်းများစွာဖတ်ရှုလေ့လာခဲ့ပြီးပိရမစ်တွေကဘယ်လိုစွန့်ရင်နေရှိမလဲဆိုတာကိုအမြဲတမ်းတွေးခေါ်နေခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကလူတွေဟာလျှက်စစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိပြီးတော့မသိရှိကြသေးပါဘူးရှင်။တက်စလာကပိရမစ်တွေရဲ့စွမ်းဆိုတာလျှက်စစ်တန်လိုက်တဲ့နဲ့သက်ဆိုင်တဲ့အရာများဖြစ်လိမ့်မလားဆိုပြီးတော့တွေးမိပြီးတော့ပိရမစ်တွေရဲ့လျှို့ဝှက်စမ်းကြံမှုကိုဖော်ထုတ်နိုင်ဖို့အတွက်စတင်ကြိုးပမ်းခဲ့ပါတယ်။တက်စလာကပိရမစ်တွေဟာလျှက်စစ်ဓာတ်အားကိုအမှန်တကယ်တိုးလောင်ပြီးရွှေ့ပြောင်းနိုင်မယ်ဆိုတာတွေးမိခဲ့တဲ့အတွက်ပိရမစ်တိဆောက်ထားတဲ့ပတ်ဝန်းကျင်ကဧရိယာတွေကိုဓာတ်အားဖြည့်ဖို့အတွက်အသုံးပြုဟန်ရှိသလားဆိုတာကိုဆက်လက်လေ့လာခဲ့ပါတယ်။အဲ့ဒီကနေတဆင့်ပိရမစ်တွေကိုတိဆောက်ရမှာပုံဆောင်ခဲ့စွန့်ရင်တစ်မျိုးမျိုးအသုံးပြုနိုင်တယ်ဆိုပြီးထပ်မံတွေးမိလာခဲ့ပြီးတော့ပိရမစ်အတွင်းမှာရှိတဲ့အခန်းတွေမှာလျှက်စစ်တန်းလိုက်စက်ကွန်းတွေကိုကောင်းစွာထိန်းချုပ်နိုင်တဲ့အလွန်အစွမ်းထက်တဲ့ပုံဆောင်ခဲတွေရှိနိုင်တယ်ဆိုပြီးတော့တက်စလာကယုံကြည်နေခဲ့ပါတယ်။ပိရမစ်ကြီးတစ်ခုကမြို့ကြီးတစ်ခုလုံးကိုတောင်မှလင်းစေနိုင်တယ်လို့မှောင်မိုက်တဲ့နေရာတွေကိုတောင်မှတောက်ပစေနေတာဖြစ်လို့ပိရမစ်တွေဆောက်လုပ်ရမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေဟာနေနဲ့လာတို့ကနေစွန့်ရင်တွေဖမ်းယူနိုင်တဲ့ဂုဏ်သတ္တိတွေရှိနိုင်တယ်ဆိုပြီးတက်စလာကယူဆခဲ့ပါတယ်။ဒါပြင်ပိရမစ်တွေဟာလျှက်စစ်ဓာတ်ထုတ်လုပ်ဖို့နဲ့စက်တွေလက်ပတ်နိုင်ဖို့အတွက်အေယာမဓာတ်ပေးစက်အုံတွေအဖြစ်အသုံးပြုနိုင်လိမ့်မယ်လို့လည်းသူကထင်ခဲ့သေးတာဖြစ်ပါတယ်။တက်စလာအနေနဲ့သူရဲ့အဲ့ဒီထင်မြင်ယူဆချက်တွေကိုလေထုထဲကနေဆွဲယူလာတာမျိုးမဟုတ်ပဲပိရမစ်တွေအကြောင်းရှေးအောင်ပစ္စည်းတွေအကြောင်းနဲ့ပုံတွေကအထိသူတက်နိုင်တဲ့လောက်လေးလေးနက်နက်လေးလာခဲ့ပြီးမှထွက်ပေါ်လာတဲ့အတွေးစားတွေပဲဖြစ်ပါတယ်။ဒါကြောင့်ပဲပိရမစ်တွေကိုစွန့်အင်ချက်ဆက်တွေအဖြစ်ဒီဇိုင်းထုတ်ထားပြီးတော့၎င်းတို့ကိုတိစောက်စဲမှာအမျိုးမြင်မသိရတဲ့စွန့်ရင်အိမ်မြစ်တချို့ကိုထည့်သွင်းအသုံးပြုခဲ့ကြောင်းတက်စလာကအခိုင်အမာယုံကြည်ထားခဲ့တာဖြစ်ပါတယ်။လူတချို့ကတော့တက်စလာရဲ့ဒီအတွေးခေါ်တွေကယူးကြောင်နိုင်လွန်းလာတယ်လို့ထင်မြင်ခဲ့ကြတာပါရှင်။ဒါပေမဲ့တက်စလာရဲ့စိတ်ကူးတွေကဒီနေ့ပိရမစ်တွေအကြောင်းရှာဖွေတွေးခေါ်မှုတွေပေါ်မှာကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။သူတွေနဲ့ပညာရှင်တွေကဒီပိရမစ်တွေရဲ့ဘေးပတ်ဝန်းကျင်မှာရှိနိုင်တဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တွေကိုရှာဖွေဖော်ထုတ်ဖို့တက်စလာရဲ့အယူအဆတွေကိုဆင်ခြင်တွေးခေါ်ခဲ့ကြပါတယ်။မကြာသေးခင်အချိန်ကသိပ္ပံပညာရှင်တွေဟာအီဂျစ်နိုင်ငံမှာရှိတဲ့ပိရမစ်ကြီးတစ်ခုမှာရေဒီယိုလှိုင်းတွေဘယ်လိုပုံစံမျိုးနဲ့တုံ့ပြန်မလဲဆိုတာကိုစူးစမ်းစစ်ဆေးဖို့အတွက် multiple pole analysis လို့ခေါ်တဲ့ယူပဗေဒပိုင်းဆိုင်ရာ theory တချို့ကိုအသုံးပြုခဲ့ကြပါတယ်။ဒီ theory ကရှုပ်ထွေးတဲ့အရာတစ်ခုကိုယူပြီးတော့ရိုးရှင်းတဲ့အစိပ်ပိုင်းတွေအဖြစ်ခွဲထုတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီအခါမှာအစိပ်ပိုင်းတစ်ခုစီကဝင်လာတဲ့စွမ်းအင်တွေနဲ့တုံ့ပြန်ပုံတွေကိုရှင်းရှင်းလင်းလင်းတွေ့မြင်ဖို့လွယ်ကူနိုင်မှာပါ။တွေ့ရှိချက်ကတော့ရေဒီယိုလှိုင်းတွေကအတိုင်းအတာတစ်ခုအထိဖြစ်နေမယ်ဆိုရင်တော့ပိရမစ်တွေကသူ့ရဲ့အခန်းအတွင်းကနေစွမ်းအင်တွေကိုလက်ခံအာရုံစိုက်မှုတွေတွေ့ရှိပြီးတော့ပိရမစ်အောက်ခြေအထိဒီအချက်ကိုဖြန့်ကျက်တွေ့ရှိရတယ်လို့သိရပါတယ်။အဲ့ဒီကနေတဆင့်ပိရမစ်ကြီးကထုံးကြောင်းနဲ့တခြားသောကြောက်တုံးတွေကိုအသုံးပြုပြီးလျှက်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့အတွက်ဒီဇိုင်းရေးဆွဲထားတာဖြစ်ကြောင်းနဲ့ပိရမစ်ကြီးထဲမှာဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်ပေးတဲ့မြေအောက်ရေလမ်းကြောင်းတစ်ခုရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။တကယ်တော့ဒီလိုလေးလာချက်တွေကပိရမစ်လိုမျိုးအလင်းနဲ့လုံနိုင်တဲ့အမောအမွှားတသားတင်းငယ်တဲ့ပစ္စည်းတွေကိုဖန်တီးယူခြင်းကြတာကြောင့်ဖြစ်ပြီးတော့အဲ့ဒီကနေတဆင့်အဲ့ဒီအရာဝတ္ထုတွေရဲ့ပတ်ဝန်းကျင်မှာအလင်းရွေလျားပုံကိုထိန်းချုပ်နိုင်မှုအထိရည်ရွယ်ပါတယ်။ဒီလိုတီထွင်နိုင်ခြင်းကနေတဆင့်တင်းငယ်တဲ့အာယုံခံကရိယာတွေနဲ့အလွန်ထိရောက်မှုရှိမဲ့ဆိုလာဆဲလ်ပြုလုပ်နိုင်ဖို့အထိရည်မှန်းထားတာပါ။တကယ်တော့တက်စလာစီမှာပိရမစ်နဲ့ပတ်သက်တဲ့အကျိုးအဆတွေတခုတည်းမဟုတ်ပဲသူ့အနေနဲ့လျှက်စစ်အင်ဂျင်နီယာတယောက်အဖြစ်အမေရိကန်ကိုအခြေချလာခဲ့ပြီးနောက်ပိုင်းမှာလျှက်စစ်စီးကြောင်းနဲ့ပတ်သက်လို့အင်အားသက်ဝတီထွင်မှုတွေကိုပြုလုပ်ပြခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီအထက်ကမှကမ္ဘာလုံးဆိုင်ရာကျိုးမဲ့ဆက်သွယ်ရေးစနစ်ကိုဖန်တီးဖို့လျာထားခဲ့တဲ့ Warren Cleffin Radio မျှော်စင်ကအထင်ရှားဆုံးဖြစ်ပြီးတော့1900ခုနှစ်ကနေ1905ခုနှစ်အတွင်းတည်ဆောက်ပြီးစီးခဲ့ပါတယ်ရှင်။ဒီစီမံကိန်းကကမ္ဘာမြေကြီးကိုကွန်ဒတာအဖြစ်အသုံးပြုပြီးတော့ဂီတသတင်းစတော့ရှယ်ယာဈေးကွက်အစီရင်ခံစာစစ်ဘက်ဆိုင်ရာနဲ့တခြားသောဆက်သွယ်ရေးတွေအတွက်ရည်ရွယ်ပါတယ်။ဒါပေမဲ့တက်စလာအနေနဲ့သူ့ရဲ့စီမံကိန်းအပေါ်မှာယင်းနှိမ့်မြုပ်နှံသူတွေရဲ့စိတ်ရှည်သိခံမှုကိုမရရှိခဲ့တာကြောင့်ငွေကြေးဆိုင်ရာပြဿနာတွေကိုကြုံနေခဲ့ရပြီးတော့1919ခုနှစ်မှာတော့မျှော်စင်ကြီးကိုဖြိုချဖျက်ဆီးကအိမ်မက်တွေကိုအဆုံးသတ်ခဲ့ရပါတယ်။2019ခုနှစ်မှာတော့ရုပ်ရှင်ဖွဲသားတူကမြို့စင်ဝန်းကျင်ဧရိယာကိုစူးစမ်းမှုအတွက်မြေပြင်ထိုးဖောက်ရေဒါကိုအသုံးပြုပြီးရှာဖွေလေ့လာခဲ့ရမှာမြေကြီးအောက်မှာပေယာနဲ့ချီတဲ့ဥမင်လှိုင်းကောင်းကြီးတွေကိုတွေ့ရှိခဲ့ပါတယ်။ဒီဥမင်လှိုင်းကောင်းတွေကိုဘာအတွက်အသုံးပြုခဲ့တဲ့ဆိုတာဘယ်သူမှအတိအကျမသိရပေမဲ့ဒါဟာတက်စလာရဲ့စိတ်ကူးတွေကကြီးကျယ်ခမ်းနားတဲ့အစီအစဉ်တွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်လိမ့်မယ်ဆိုပြီးတော့လေလူအများကယုံကြည်နေကြကြပါတယ်ရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ကျမတို့ page ကနေပြီးတော့အခုလိုမျိုးဘူးဒရာရပွဲရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ page လေးကို like and follow လေးလုပ်ထားပေးကြဖို့နှစ်သက်တယ်ဆိုရင်လည်းဗီဒီယိုလေးကို share သွားပေးကြဖို့မမေ့ပါနဲ့အောင်နော်။